ကျွေသေးရွယ်ကလေးတွေရဲ့၆သွေးနေကြည်တွေ့ခဲ့တဲ့အရာအလုံးသိများလို့လွင်မျိုးတွေ့ရှိခဲ့တဲ့မနက်ခင်းလေးရဲ့အလင်းနဲ့ပြောက်ွယ်အမောင်ဖုံးလွှမ်းတဲ့ကြိုးစားခဲ့တဲ့အရာများလေးမြူခိုးတွေလို့ပဲအစာရှိခဲ့လို့ဆုံးတော့ရှိနေတယ်အသက်ဖြစ်ခဲ့လို့ဟောင်းနှွမ်းခြင်းကြုံမဲ့မမြဲခြင်းကြတော့ပြင်းနေတဲ့ဘဝတဲ့ဘာတွေကိုသင်ချမ်းထားမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့ချိန်တွင်မှရည်ရွယ်ရာကိုစိတ်ကူးနေရှင်သန်နေရင်တကယ်မှမဲလာပါရဲ့သမိုင်းတွေလေရေးထားလိုက်သင်ဘဝအချိန်လေးမနှောင်းခင်မှာတွေ့ရှိခဲ့တဲ့မနက်ခင်းလေးရဲ့အလင်းနဲ့ပြောက်ွယ်အမောင်ဖုံးလွှမ်းတဲ့ကြိုးစားခဲ့တဲ့အရာများလေးမြူခိုးတွေလို့ပဲအစာရှိခဲ့လို့ဆုံးတော့ရှိနေတယ်အသက်ဖြစ်ခဲ့လို့ဟောင်းနှွမ်းခြင်းကြုံမဲ့မမြဲခြင်းကြတော့ပြင်းနေတဲ့ဘဝတဲ့ဘာတွေကိုသင်ချမ်းထားမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့ချိန်တွင်မှရည်ရွယ်ရာကိုစိတ်ကူးနေရှင်သန်နေရင်တကယ်မှမဲလာပါရဲ့သမိုင်းတွေလေရေးထားလိုက်သင်ဘဝအချိန်လေးမနှောင်းခင်မှာဘာတွေကိုသင်ချမ်းထားမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့ချိန်တွင်မှရည်ရွယ်ရာကိုစိတ်ကူးနေရှင်သန်နေရင်တကယ်မှမဲလာပါရဲ့သမိုင်းတွေလေရေးထားလိုက်သင်ဘဝအချိန်လေးမနှောင်းခင်မှာရေးထားလိုက်သင်ဘဝအချိန်လေးမနှောင်းခင်မှာကျန်တဲ့သူရောက်စီတိုင်းပြရှင်ကောင်းကြည့်ပေးပါစေ